ကျမကိုယ်တိုင်ချက်ထားတဲ့ဟင်းတွေနဲ့စပွဲတစ်ခုလုံးပြည့်နေပေမဲ့နောက်ဆုံးတော့ကျမမှာထမင်းဖြူလေးပဲစားခွင့်ရခဲ့ပါတယ်။မောင်လေးကကြက်ပေါင်ကြီးကိုမြင်ရည်ရှက်ရည်စားနေတာကိုကြည့်ပြီးတတွေးပဲမျိုးချနေခဲ့ရတာပါ။ဒါကိုမြင်တဲ့အန်တီကတော့ကျမကိုအထင်မြင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအလကားစားတဲ့လူကိုတယောက်လိုသဘောထားကကျမရဲ့ထမင်းဘက်ကန်ကိုရိုက်ခွဲပစ်ခဲ့တယ်။ပြီးတော့ကျမကိုအလုပ်တွေသွားလုပ်ဖို့မောင်းထုတ်ခဲ့ပါတယ်။ကျမဘာလို့ဒီလိုအနှိမ်ခံနေရတာလဲ။လွန်ခဲ့တဲ့9နှစ်ကကျမအမေဆုံးသွားခဲ့တယ်။အဖေကကျမတို့ဘဝလေးအဆင်ပြေအောင်ဆိုပြီး9နှစ်သမီးရွယ်ကျမကိုအဖွားနဲ့ထားခဲ့ကနိုင်ငံခြားမှာအလုပ်သွားလုပ်ခဲ့ရပါတယ်။အဖွားနဲ့ကျမဦးလေးအိမ်မှာသွားကပ်နေခဲ့ရပေမဲ့ရောက်ချင်းမှာပဲအန်တီကအိမ်လာခတောင်းပြီးမပေးနိုင်ရင်နှင်ထုတ်မယ်လို့ချိန်ချောက်ခဲ့တယ်။နောက်ဆုံးအဖွားရဲ့လက်ကောက်လေးကိုပေါင်ပြီးတော့မှခိုကက်စရာနေရာလေးတစ်ခုရခဲ့တာပါ။ညတိုင်းကျမဆူတောင်းခဲ့တယ်။အဖေမြင်ပြန်လာပြီးသမီးကိုခေါ်သွားပါတော့လို့9နှစ်တာကာလပတ်လုံးအန်တီရဲ့နှိမ့်ဆက်မှုတွေကိုကျမကြိတ်မိတ်တီးခံခဲ့ရတယ်။တနေ့မှာတော့အဖွားဆေးရုံသွားနေတော့အန်တီကကျမကိုအိမ်အလုပ်တွေအကုန်ခိုင်းတော့တာပါပဲ။အင်းချက်ခိုင်းတယ်အဝတ်တွေအကုန်လိုက်လျှော်ခိုင်းတယ်။အလုပ်တွေအကုန်ပြီးလို့စပွဲနားရောက်သွားချိန်မှာတော့စားချင်းစားကြံတော့မကြံတော့ပါဘူး။စာလုံးလိုကြံနေတဲ့ကြက်ရိုးလေးတစ်ချောင်းကိုကောက်ကိုက်မိတာကိုမောင်လေးကမြင်သွားပြီးအန်တီကိုတိုင်လိုက်ပါတယ်။အန်တီကဘာမှမပြောဘဲကျမကိုအိမ်ပြင်မောင်းထုတ်လိုက်တယ်။အဖွားဆေးရုံကပြန်လာလို့ကျမကိုမတွေ့တော့တရွာလုံးကိုအကူအညီတောင်းပြီးလိုက်ရှာခဲ့ကြတယ်။နောက်ဆုံးတော့အမေရဲ့အုတ်ကူရှိမှာကွေးကွေးလေးအိပ်ပျော်နေတဲ့ကျမကိုသူတို့တွေ့သွားခဲ့တယ်။အဖွားနဲ့ကျမဖက်ပြီးငိုခဲ့ကြပေမဲ့ကျမယုံကြည်နေတော့ပဲအဖေပြန်လာမှာပါဆိုတာကိုပေါ့တကယ်တော့အဖေဟာနှစ်ပေါင်းများစွာစူးစမ်းခဲ့လို့အခုဆိုရင်ကုမ္ပဏီကြီးတစ်ခုရဲ့ CEO ဖြစ်နေပါပြီအားလက်ရက်မှာကျမကိုအံ့ဩသွားအောင်အိမ်ကိုပြန်လာဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲအိမ်ကကလေးတစုကခြံထဲကတစ်ပင်လေးကိုခုတ်လဲဖို့လုပ်နေကြတယ်။အဲ့ဒီအပင်လေးကအဖေမသွားခင်ကစိုက်ပေးခဲ့တာလေ။ဒီအပင်လေးကျမလောက်အရက်ရှည်လာရင်အဖေသမီးကိုပြန်ခေါ်မယ်လို့အဖေမှာခဲ့တာပါ။အပင်လေးကိုဖျက်ဆီးမှာဆိုလို့ကျမအစွမ်းကုန်တားဆီးနေတော့ကျမမှာအားရင်တွေကုန်ခန်းလူနီပါဖြစ်နေချိန်မှာပဲတိတ်ဆိတ်နေတဲ့ရွာကလေးရဲ့ကောင်းကင်ရံကနေရဟတ်ရင်တစီဖြည်းဖြည်းချင်းဆင်းသက်လာပါတော့တယ်။အားလုံးအံ့ဩမြင်သက်သွားကြတယ်။ရဟတ်ရင်တကားပွင့်လာပြီးထွက်လာတဲ့သူကတော့တခြားသူမဟုတ်ပါဘူးကျမရဲ့အဖေပါပဲ။အဲ့ဒီအချိန်မှာပဲကျမဘက်ကနေမမမက်မက်ရက်တီပေးမဲ့သူကျမရဲ့ဖေဖေပြန်ရောက်လာခဲ့ပါပြီ